ဈေးတဲ့ဖူစာရွာတရွာရဲ့အဝင်ဝမှာတည်ရှိနေတဲ့ဒီဈေးလေးဟာနှစ်ပေါင်း90ကျော်တက်တန်းရှိနေပြီဖြစ်တဲ့အိုဟောင်းနေရဲ့ဈေးလေးတစ်ခုပါဒါပေမဲ့လည်းဒီဈေးလေးကတော့တနေ့လုံးတနေ့စားဘဝတွေနဲ့ရုန်းကန်နေကြရတဲ့ရွာသူရွာသားတွေအတွက်တော့သူတို့ရဲ့စားဝတ်နေရေးကိုထောက်ပံ့ပေးနေတဲ့အသက်သွေးကြောတစ်ခုပါပဲ။အော်ဘသူခေါ်နေရလဲဗျာ။ဟယ်လိုမမေ။တားရဲ့မမေဘယ်နှခါပြောရမလဲ။အိမ်ပြန်လာပြီးမိန်းကလေးချောချောလေးတစ်ခါတော့သွားကြည့်ပေးပါဦး။ကောင်မလေးကငါတို့ရွာတူဘူးဖက်တွေတတောင်အသားအရာဖြူပြီးဝင်းပါနေရကွယ်။မမေရဲ့တားကိုကိုရက်တင်လာအလုံးလုံးခွင့်ပေးပါအောင်ဗျာ။တားမှအခုထိဘာမှလည်းမရှိသေးဘူးလေ။ရအောင်လုပ်ပါသားရဲ့မင်းလည်းအိမ်အောင်ပြုတ်ပြီးခြေရလက်ရတီးသွားတာပေါ့မမေရဲ့ကိုကျော်ဤကအသက်25နှစ်အရွယ်လူငယ်တစ်ယောက်ပါသူ့ဘဝကိုပဲပေပေါင်ရောင်းပြီးရုန်းကန်နေရတဲ့ရိုးရှင်းသူတစ်ယောက်ဖြစ်ပြီးရုပ်ရည်ကလည်းအသင့်အတင်ရှိပိုင်းသူကတော့အလောက်အကင်တည်ငြိမ်ဖို့ကိုပဲအဓိကထားနေပေမဲ့သူမိခင်ကတော့သူ့အိမ်အောင်ပြုတ်ဖို့ကိုပဲအမြဲတမ်းတိုက်တွန်းနေသူပေါ့အဲ့ချိန်မှာပဲဈေးထဲကိုမိန်းကလေးတစ်ယောက်ထပ်ရောက်လာပိုင်းသူမတော့မတ်ဖိုင်မှာဘဝကိုရုန်းကန်နေရတဲ့ပင်ကိုရီမမော်နဲ့မိန်းကလေးတစ်ယောက်ဖြစ်ပိုင်းသူမကတော့ဈေးထဲမှာတည့်တည်ရောင်ဖို့နေရာလိုက်ရှာနေပိုင်းဒီနားမှာဈေးရောက်ဖို့နေရာလွတ်လေးရှိသေးလားရှင်ဘယ်နေရာမှာရောက်ရင်လူစီမလဲဆိုတာသိကြလို့ပါနေရဈေးလာရောက်လာလားဒါမှမဟုတ်အတန်ချဲ့ဆက်နဲ့ပြိုင်အော်နေရလားဟဲ့ဈေးရောက်မှာပါဒေါ်ကြီးမြင့်ရဲ့ဒါပေမဲ့လူတွေပိုက်စားတဲ့အချိန်မှာမြ мян စားကြအောင်အရင်အော်ပြီးနေရာတောင်းကြည့်တာပါအဲ့ဒါဘယ်လိုလုပ်ရမလဲရှင်ဒီနေရာလွတ်လေးကရောင်းလို့ရမလားဟုတ်ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်မဖိုင်တယောက်နေရာရပြီးကျင်းပါပဲသူ့ရဲ့တည့်ရည်ဆိုင်လေးကိုစတင်ပြင်ဆင်ပါတော့တယ်ကိုကျော်ဤကလည်းအနားမှာရှိနေရမို့ဖော်ရွေစွာနဲ့ပဲခွင့်ပြုပေးလိုက်ပိုင်းမဖိုင်ဟာကိုကျော်ဤရဲ့ဆိုင်ပေးမှာနေရာကျသွားပါပြီသူမချက်ချင်းပဲသူ့ရဲ့တည့်ရည်တွေကိုရှောင်ဖို့စီစဉ်ပါတော့တယ်ကိုကျော်ဤကတော့သူ့ရဲ့ပဲပင်ပေါက်တွေရှောင်ဖို့အလောက်ရှုံနေချိန်မှာပဲမဖိုင်ဟာဈေးထဲမှာအသက်ကောင်ဟစ်ပြီးရောက်မှာတော့တယ်လာကြပါအောင်ရှင်တည့်ရည်ချစ်ဆက်စားလိုက်တာနဲ့ကြီးစားဟောင်းတော်မေ့သွားမယ့်အရာသာမျိုးတော့လက်ဆက်လုံးလို့အားရစေရမယ်ညီမလေးရေအကိုမျက်ရည်ကျလောက်တဲ့အထိဆက်တဲ့တထုပ်လောက်လုပ်ပေးပါရပါ යි ကိုမျက်ရည်တွေပူလောင်ကျလာမယ့်အထိဆက်အောင်လုပ်ပေးမယ်အကိုကြီးသားဟောင်းတော်မိသွားစီရမယ်နော်မဖိုင်းရဲ့လေတံကရွတ်ခါနဲ့အတော်လေးပိုင်နိုင်ပါဒါကိုကြည့်ပြီးကိုကျော်ကြီးတယောက်စိတ်ထဲမှာငါလည်းပြိုင်ပြီးဩရမလားဆိုပြီးတွေးတောနေပြီးပါတယ်လာကြပါခမညာဓာတုဈေးဝါကင်းစင်နဲ့ပဲပေပါလက်လက်ဆက်ဆက်လေးတွေပါလိုချင်လာဝယ်လို့ရပါ යි ခမညာဟဲ့ကိုပဲပြင်ပါရောင်းသူရှင်အော်ရာအဲ့လောက်တောင်တိုးနေရလားရှင်အော်ရာဖျားခန်းထဲမှာတိုးတိုးလေးရွတ်နေတယ်လို့ပဲအတန်းအသိတိုးတာပဲနော်အော်ကျွန်တော်ကတခြားသူတွေအနှောက်အယှက်မဖြစ်စေချင်လို့ပါရှင်ကတခြားသူတွေတော့အနှောက်အယှက်မဖြစ်စေချင်ဘူးဆိုပေမဲ့ရှင်အော်ရဲ့အတန်ကျမစိတ်ကိုတော့လာနှောက်ယှက်နေတယ်လို့ပဲနော်ဘာဖြစ်လို့လဲဗျကျမအပျော်သဘောနဲ့စတာပါစိတ်မဆိုးပါနဲ့ဟဲ့ဒီနေရာဈေးရောက်နေဆိုင်လားဒါမှမဟုတ်ဂျင်းတွေအပြန်လန်ထည့်နေတဲ့ဆိုင်လားခဏလေးတော့မနာအောင်နော်။အိုးဦးကြီးကလည်းကျမရောင်းသူလေနိုးကြလောင်စားနောက်လိုက်တာပါ။မဖိုင်းရဲ့စားနောက်တလူလူနဲ့ရဲတင်းတဲ့စကားတွေကြောင့်ကိုကျော်ကြီးတယောက်ဘာပြန်ပြောမှမသိပဲအနှိမ့်ငယ်ရှက်သွားပါ යි ။ဟဲ့အဲ့လိုစားနောက်တာမျိုးကရှင်လဲပြောအောင်ပါ။သူဘာတွေးနေရပါလဲ။ဒီကလေးမလေးကတော့တကယ်ကိုရဲတင်းလွန်းတာပဲ။စကားပြောတာတွက်လက်ချက်ချလိုက်တာ။အော်ခုနအတန်ကြဲကြဲနဲ့အော်ခဲမီလို့တောင်းမှန်ပါတယ်။ဒါပေမဲ့အတန်မကြဲဘယ်သူမှလဲကြည့်မှာမဟုတ်ဘူးလေ။စားတော့တလို့လာမပြောနဲ့နော်။ကောင်းပါပြီမိန်းကလေးရဲ့။ကိုကျော်ကြီးကပဲပင်ပေါက်တွေဘလောက်ပဲတည်တည်ချာချာစီစီခင်းကျင်းထားပါစီ။လူတွေကလှဲ့တာမကြည့်ကြပါဘူး။အေးပါစက်ပြီးစူးစမ်းကြတာပေါ့။ခီးရရှိသေးရပြီ။ကျမဈေးထဲမှာပြောမဆိုမှရှင်ခွင့်လွတ်ပါ။ရပါတယ်။မင်းနဲ့ငါဘဝတူတွေပဲပြောကြမလို့ပါ။ဒီလိုဆိုရင်လည်းကောင်းပြီလေကျမသွားတော့မယ်ဒီကောင်မလေးကစင်ရင်ကောင်းတာပဲအပြောဆိုမကောင်းတာပဲရှိတယ်ဟယ်လိုမမေဒီနေ့ရောင်းအကောင်းရလားသားမမေကသားအတွက်အိမ်နောက်ဘက်အလားလာရှိရဲ့မိန်းကလေးတယောက်ရဲ့ဓာတ်ပုံကိုပို့ပေးထားတယ်စုနွေတဲ့ကြည့်လိုက်စမ်းဓာတ်ပုံထဲမှာတော့နတ်သမီးလေးတို့လှနေရဈေးကန်းကြော်ညာတွေကမော်ဒယ်တွေတက်တောင်မှတာသေးရဲ့ကွယ်မမေရဲ့သားအခုမှပဲပေပေါင်းရှောင်းတဲ့ဈေးတယ်လေးပဲရှိသေးရပါသားအချိန်လေးနည်းနည်းလောက်ပေးပါအောင်သားလူကောင်းဆိုတာနေ့တိုင်းတွေးရတာမျိုးမဟုတ်ဘူးလေသားအောင်မြင်တဲ့အထိစောင့်နေရရင်မမေသားကိုအိမ်အောင်ပြုတ်တာမြင်ရပါမလားတော့မသိဘူးအခုစုနွေးရအိမ်အောင်ပြုတ်ကျင်နေရဒါခွင့်ကောင်းမဲ့သားရဲ့မမေစကားနားထောင်လိုက်ပါနော်ဟုတ်ကဲ့မမေသားသိပါရဲ့
ဒါပေမဲ့ဒါအခုလုံနေတဲ့ဒီလုံလေးကိုတော့ဒါအရင်ဆုံးအခြေကြောင်လှုပ်ချင်သေးရဲ့ဒါဒီနေရာလေးကိုလက်မလွတ်နိုင်သေးဘူးမေမဖိုင်းကကိုကျော်ဤဖုန်းပြောနေအောင်မြင်တော့ဈေးထဲကိုပဲထွက်လာခဲ့လိုက်ပိုင်အဲ့ဒီချိန်မှာပဲရုတ်တရက်ဓာတိဥတုကပြောင်းလဲသွားပြီးလေရီတိုက်ခတ်လာပိုင်ဒီနေ့တော့တမျိုးပဲနော်လေရီကအရန်ပြင်းတာပဲရီသားဟောင်းနေရန်တွေ့တယ်လို့ပဲမင်းပြောတဲ့ရီသားဟာဒီလောက်တောင်စွမ်းနေရလားဒါဆိုရင်တော့နွေရာသီမုန်တိုင်းမဖြစ်ရမယ်ရှင်ကလေနောက်တာတော်တော်ကောင်းတာပဲနော်မပေါ့ဘူးနော်ရှင်ကမိုးတွေတီးထန်စွာရွာချတော့မယ်ဆိုတာကိုသူတို့နှစ်ယောက်စလုံးရှင်းမိလိုက်ပါသိပြီမိုးရွာတော့မှာပဲကျမရဲ့တည့်ရတီတွေအကုန်စုံကုန်တော့မှာပဲအဲ့ဒီချိန်မှာပဲမိုးကရုတ်တရက်ရွာချလာပါတော့တယ်အိုးဒုက္ခပဲမိုးတွေရွာချလာပြီကိုကျော်ကြီးတယောက်စိတ်ထဲမှာချက်ချင်းပဲအကြံတစ်ခုရသွားပါ၏သူကချက်ချင်းပဲမဖိုင်းရဲ့ပစ္စည်းတွေကုညီသိမ့်ပေးဖို့ပြေးသွားလိုက်ပါမဖိုင်းဒီမှာမိုးရွာတော့မယ်လာအမိုးကောင်အောင်မှာသွားခိုကြရအောင်အော်ဟုတ်ကဲ့သွားမေသူတို့နှစ်ယောက်နေရာလုံးကျုံတဲ့နေရာကိုရောက်သွားတဲ့အခါကျေးဇူးပဲနော်ရှင်သာမကူညီကျမရဲ့တည့်ရတီတွေအကုန်လုံးမိုးစုကုန်တော့မှာကိစ္စမရှိပါဘူးဈေးဆိုင်တူတူရောင်းနေသူချင်းပဲကူညီရမှာပေါ့ရှင်အိမ်ကိုပြန်တော့မှာလားဘာလို့မရလဲဒီတိုင်းမှာပဲပိုပြီးတည်ငြိမ်တဲ့ဘဝတစ်ခုစီပြန်ဖို့အမေရှာပေးထားတဲ့သူနဲ့တွားတွေ့ဖို့ဆိုတာမျိုးပေါ့မမေကတော့ပြန်စီချင်တာပေါ့ဒါပေမဲ့ကျွန်တော်ဒီနေရာမစွန့်ခွာခြင်းသေးဘူးဒီနေရာမှာတခုခုကကျွန်တော်စောင့်နေတယ်လို့မျိုးခံစားရတယ်ရှင်ပြောရင်တခုခုဆိုတာဘာလဲကျွန်တော်လည်းမသိဘူးဒါနဲ့မင်းရောဘာလို့ဒီဈေးမှာလာရောက်နေရလဲအရင်ကဒီဈေးမှာကျမဆိုင်လေးရှိခဲ့ပူတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်ဟာစီမံကိန်းတစ်ခုကြောင့်ကျမတို့အကုန်နှိမ်ခံလိုက်ရတယ်အိမ်ညစပြီးဈေးကိုဖွင့်ပြအောင်လုပ်ပြီးမယ်ဆိုတဲ့စကားတွေကျမလုံးဝမယုံတော့သူတို့တွေကကျမတို့လိုလူငယ်တွေရဲ့ဘဝကိုဖျက်ဆီးပစ်တာပဲကျွန်တော်ဘယ်လိုနှစ်သိမ့်ပေးရမလဲမသိဘူးဒါပေမဲ့အဲ့လိုမျိုးတစ်ခုခုထပ်ဖြစ်လာမယ်ဆိုရင်ကျွန်တော်ဘေးနားမှာရှိနေပြီလို့ရမလားမသိပါဘူးရှင်ဆိုင်တဲ့ဘဲပင်ပေါက်တွေကစကားပြောတတ်ရင်တော့ကျမယုံချင်ယုံမိမှာပေါ့ဘဲပင်ပေါက်တွေရင်းနှီးဖြောကြည့်လိုက်ပါသူတို့ကထင်ထားတဲ့ပို့ပြီးတော့ကျွတ်ရွနေမှာပါရှင်အဲ့ဒါကျမရဲ့နှလုံးသားပြောတာလားအဲ့ဒါမျိုးဖြစ်ဖို့များပါရဲ့ဗျာအိမ်နဲ့အစားပြီးကိုကျော်ကြီးနဲ့မဖိုင်းတို့ဟာအချင်းချင်းကူညီဖေးမာရင်တယောက်နဲ့တယောက်ရင်ဖွင့်စကားတွေပြောဆိုရင်းနဲ့ပုံပြီးရင်းနှီးလာခဲ့ပါသူတို့နှစ်ယောက်ကြားမှာအချစ်စိတ်ကလေးတဖြည်းဖြည်းဝင်လာခဲ့ရပေါ့နောက်တနေ့မနက်မှာလဲသူတို့နှစ်ယောက်ဟာပုံမှန်အတိုင်းဈေးကိုအတူတူလာပြီးအယောင်းတွေလောက်ကြပြန်ပါဒါပေမဲ့သူတို့လုံးဝမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကတော့သူတို့ကိုစောင့်ကြုံနေပါဈေးသူဈေးသားအပေါင်းတို့ခမနောက်3ရက်နေရက်ွက်ရုံမှာအစည်းအဝေးကြီးရှိပါကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတစ်ခုကဒီနေရာဝင်ရောက်လာဖို့ရှိတဲ့အတွက်လူကြီးမင်းတို့အားလုံးနနက်8 နာရီမှာတက်ရောက်ပြီးဖို့မြတ်တာရက်ခံအပိုင်းခမအဲ့ဒီတဲ့ကြောင့်ဈေးထဲမှာလှုပ်လှုပ်ရွရွဖြစ်သွားကြပါမဖိုင်းကတော့စိုးရင်တကြီးနဲ့စိတ်မသက်မသာဖြစ်သွားပါဖွံ့ဖြိုးတိုးတက်ရေးတဲ့လားနောက်တစ်ခါထပ်ဖြစ်တော့မှလားဒါပေမဲ့လည်းဒါကကောလာဟာလာတစ်ခုပဲဖြစ်နိုင်ပါမဖိုင်းဟိုတခါအဲ့ဒီစကန်တော့ကြမယ်မင်းပြီဒုက္ခရောက်ခဲ့ရလေဟုတ်တယ်ကျမစိတ်ပူနေပြီဟေ့ဂျော်မင်းကြားပြီးပြီလားကုံတိုက်ကကိုယ်စလဲဒီကိုလာပြီးခွင်းစင်းစစ်ဆေးနေပြီတဲ့ငါကိုယ်တိုင်တွေးလိုက်တယ်နော်အိုးဒုက္ခပဲဒီစည်းနေရာမှာအကောင်တိုက်ဆောက်ကြတော့မယ်ထင်တယ်ဟိုတနေ့ကမင်းဖုန်းထဲမှာစိုင်နေရာရောင်းမှုကိစ္စဆိုပြီးပြောနေရငါကြားလိုက်တယ်ဒါဆိုအဲ့ဒီကရှင်ကျမကိုပြောခဲ့တဲ့စကားတွေကအကောင်လုံးနေပြောတာပေါ့ရှင်တကယ်တမ်းကျတော့ဒီနေရာနေထွက်သွားဖို့ကြံစည်နေရပဲမဟုတ်လားမဖိုင်မဟုတ်ရပါဘူးငါ့ကိုအရင်နားထောင်ပြီးပါအောင်ငါဘယ်ဟုတ်မှမသွားဘူးဘသူ့မှလည်းမရောက်ပါဘူးရှင်းပြစရာမလိုတော့ပါဘူးရှင်ပြောတဲ့စကားတွေကလေထဲမှာပျောက်ကွယ်သွားမိလေထဲကစကားတွေပါပဲမဖိုင်ဒါလေထဲကစကားမဟုတ်ဘူးတကယ်လို့လေထဲမှာစကားလုံးနေတာအမိုက်တွေပါလိုက်လူတိုင်းနားလေလွဲကုန်ကြလိမ့်မယ်ငါတကယ်အဲ့လိုမယူရပါဘူးရှင်ပါပဲနှလုံးဘာပဲပြောအဲ့ဒါရှင်ရဲ့အခွင့်အရေးပါပဲကျမရှင်ကိုဒေါသထွက်မနေပါဘူးကျမရှင်နဲ့တခြားသူတွေနဲ့မတူဘူးလို့ထင်ခဲ့မိကျမရဲ့အထင်မှားမှုပါပဲမဖိုင်ခဏလေးကျွန်တော်နားထောင်ပေးပါအောင်မဖိုင်ကတော့စိတ်ပြက်လက်ပြက်နဲ့သူမရဲ့ဆိုင်ကိုတင်စီဖို့ပြင်ဆင်နေပါဈေးထဲမှာလည်းဒီတည်ကြောင့်လူတွေအတော်လေးစိတ်ပူနေကြပါဒီတိုင်းဆိုရင်တော့ငါတို့တွေနေရာရွှေ့ရတော့မှာပဲဒီလူတွေကဒီဈေးကိုဖျက်ဆီးပြီးစီမံကိန်းလုပ်ရင်ငါတို့လိုလူတွေဘယ်နေရာသွားပြီးဈေးရောက်ရတော့မလဲမဖိုင်ပြကိုကျော်ဤကိုအထံလွှဲပြီးထွက်သွားဖို့ပြင်ဆင်နေချိန်မှာကိုကျော်ဤကတော့ဘာဖြစ်မှန်းတော့မသိရှာပါဘူးသူဘသူနဲ့စကားပြောခဲ့မိရလဲဆိုတော့ပြန်စဉ်းစားနေပါ
ငါရဲ့ပဲပင်ပေါက်လေးတွေမနှက်ပြန်ဒီစည်းသာမရှိတော့ရင်ငါတို့တွေဘယ်နေရာမှာသွားရောက်ရမလဲအဲဒီချိန်မှာပဲကိုကျော်ကြီးတယောက်ရုတ်တရက်အကြံတစ်ခုရသွားပါသူကသူ့ရဲ့ကင်မရာမှန်ဘလူးကိုယူပြီးဖုန်းမှာတက်လိုက်ပါသူဈေးထဲမှာလိုက်လွှင့်ဖို့ဆုံးဖြတ်လိုက်ပါဈေးလေးကခက်မမီဘူး CCTV ကင်မရာလည်းမရှိဘူးဒါပေမဲ့ဒီဈေးကကျွန်တော်တို့လိုတာမန်လူတွေရဲ့ဘဝကိုရက်တည်ပြီးနေတဲ့တကုတည်းသောနေရာပါဈေးကြီးပြီးခက်မီရဲ့နေရာတွေမလိုပါဘူးကျွန်တော်တို့မှာပတ်စံမရှိပေမဲ့ဒီမှာပဲကျွန်တော်တို့ရဲ့ဘဝကိုတည်ဆောက်နေကြတာပါကိုကျော်ကြီးတယောက်ဈေးသူဈေးသားတွေရဲ့ဘဝအကြောင်းဒီဈေးလေးအပေါ်သူတို့ထားတဲ့စေတနာတွေကိုစိတ်ပါဝင်စားစွာနဲ့လိုက်လွှင့်ပြီးရင်ဖွင့်နေပါတယ်လိုက်လွှင့်လိုက်တဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးမက်ဖိုင်နဲ့ဒီဗီဒီယိုကိုမြင်လိုက်တဲ့အခါမှာတော့ကိုကျော်ကြီးကိုအထင်မှားမိရာအတွက်နောင်တရသွားပါတော့တယ်နောက်တစ်နေ့မှာတော့မက်ဖိုင်တယောက်အိယာကနေစောစောထားပြီးဈေးကိုပြန်လာခဲ့ပါတယ်ကိုကျော်ကြီးကတော့သူ့ဆိုင်မှာငိမ့်ငိမ့်လေးထိုင်နေအောင်မက်ဖိုင်ကသူ့ဘေးကိုရောက်လာပါတယ်မက်ဖိုင်မင်းပြန်ရောက်လာတာပဲမပြန်လာဘဲနေပါမလားဈေးရလူတွေအကောင်လုံးရှင့်တောင်းနေပဲပြောနေကြတာလေကျွန်တော်တော့နာမည်ကြီးဖို့ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့လိုသိနေတဲ့ဈေးလေးတွေလည်းတန်ဖိုးရှိတယ်ဆိုတာလူတယောက်တော့သိစီရုံချင်းတက်ပါပဲကျမရှင်ကိုနားလေသွားပါပြီရှင်ကိုအထင်မှားခဲ့မိရဲ့အတွက်တောင်းပန်ပါရဲ့နော်ရပါရဲ့ဗျာကျွန်တော်နားလေပေးရတဲ့တင်ကျေးဇူးတင်လာပါပြီနောက်ဆုံးမှာတော့စောင့်မျှော်နေတဲ့အစည်းအဝေးလေးကိုရောက်လာပါပြီရက်ကွက်လူကြီးကအလဲမှာထိုင်ပြီးကြားနာပေးဖို့ပြင်ဆင်နေပါတယ်သူ့ဘေးမှာတော့စီမံကိန်းကိုလှုပ်ဆောင်မဲ့ကုမ္ပဏီပိုင်ရှင်2ဦးကထိုင်နေပါတယ်အားလုံးကဒီအစည်းအဝေးရဲ့ရလဒ်ကိုစိုးရိမ်တကြီးစောင့်ကြည့်နေကြပါတယ်ငါတို့ဘလို့ဖြစ်လာမှလဲစောင့်ကြည့်ရမယ်ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ဒီနေရာမီနီပလာဇာအဖြစ်ပြောင်းလဲပြီးစီးပွားရေးပုံမဖွံ့ဖြိုးအောင်လှုပ်ဆောင်ကြမှာအဲဒီလိုဖြစ်လာရင်ဒေသခံတွေအတွက်ပိုကောင်းတဲ့ရောင်းချရမယ့်နေရာသစ်တွေဖန်တီးပေးသွားမှာပါပိုကောင်းတဲ့နေရာဆိုတာဈေးနှုန်းတွေကအရင်ထက်အဆမတန်မြင့်မားသွားမှာပဲမဟုတ်လားဟုတ်ပါတယ်ဒီမှာအခုလိုပဲရောင်းရတာစားရတာနဲ့အဆင်ပြေနေရပဲဘာလို့များတခြားနေရာတွေပြောင်းလဲပြစ်ချင်နေရလဲဒီနေရာဘာမှထပ်ပြီးတိုးတက်မလုပ်ပေးပါနဲ့ရောတကယ်လို့ဒီဈေးလေးဘယ်လောက်တန်ဖိုးရှိလဲဆိုတာသိချင်ဒီဗီဒီယိုအရင်ကြည့်ပေးပါဈေးဆိုတာသူတို့တော်ဈေးတစ်ခုပဲဖြစ်နိုင်ပေမဲ့ကျွန်တော်တို့အတွက်ကတော့ဒါဟာအိမ်တိမ်လိုပါပဲလူသားဆန်တဲ့ဘဝတစ်ခုသူတို့တွေဒီနေရာမှာတိစောက်နေကြတာပါသူတို့လိုချင်တာတခြားမဟုတ်ဘူးဒီနေရာမှာပဲဆက်လက်ရပ်တည်ခွင့်ရဖို့ပါပဲကျွန်တော်လည်းရွာလူကြီးနဲ့တိုင်ပင်ပြီးသားပါရွာသူရွာသားတွေကိုကိုစားပြုပြီးကျွန်တော်ကြီးညာလိုက်ပါမယ်ဒီနေရာမှာဘလို့ကုံတိုက်မျိုးမှာတိစောက်ခွင့်မပြုပါဘူးကိုကျော်ရဲ့ဗီဒီယိုကိုမြင်ပြီးနောက်ရွာလူကြီးလည်းပြည်သူရဲ့ဆန္ဒကိုနားလေသွားပါတယ်သူကကုမ္ပဏီပိုင်ရှင်တွေကိုဈေးနေရာကုံတိုက်မဆောက်တော့ဘူးလို့တရားဝင်အမိန့်ချလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ကိုကျော်ကြီးနဲ့မဖိုင်တို့ဟာသူရဲ့ဆိုင်နဲ့ဆိုင်ပေါင်းပြီးတဆိုင်နဲ့အဖြစ်ပြောင်းလဲဖွင့်လှစ်လိုက်ပါတယ်အခုတော့ငါတို့အားလုံးအဆင်ပြေသွားပြီဒါကိုကျော်ကြီးကြောက်မယ်ဟုတ်တာပေါ့တော့ကဲပဲပင်ပေါက်ရဲ့တည့်ရသီးချင်ရဲ့အခုတော့ကျမရဲ့ဆိုင်လေးပေါင်းမိသွားပြီနော်အတူတူရောင်းဖို့စိတ်ကူးထားသိချရဲ့လားသိချတာပေါ့အဲ့ဒီချိန်မှာပဲဇင်ကန်ကားတစ်စီးဆိုင်ရှိကိုရောက်လာပါတယ်ကားပေါ်ကနေစုနွေးရဆင်းလာပါတယ်မင်္ဂလာပါကိုကျော်ကြီးမဟုတ်လားရှင်ကအမေပို့ပေးလိုက်တဲ့သူပေါ့နော်ဈေးထဲမှာဒီလိုမျိုးတကယ်ကိုတည်ငြိမ်တဲ့ဘဝလေးနဲ့နေနေရတော့မထင်ထားမိဘူးအော်အဲ့ဒါဆိုအမေပြောတဲ့တူဘူးလို့ဖြူတဲ့မိန်းကလေးပေါ့ဟုတ်ပါတယ်ကျမရှင့်မိရဲ့စကားကြောင့်လာကြည့်ရပါဒါပေမဲ့ကိုကျော်ရဲ့မျက်လုံးထဲမှာတခြားတယောက်ရှိနေမှကျမသိလိုက်ပါပြီကျမတော့ကြသွားပြီနဲ့တူတယ်ရှင်ကသူ့နဲ့လက်ထပ်ရတော့မှာပေါ့ကျမညာနေရပဲမဖိုင်ကျွန်တော်စကားနားထောင်ပါသူကအကူရဲ့ချစ်သူလားကြည့်ရတာမစိုးပါဘူးဟုတ်ပါတယ်ကိုကျော်ကြီးလည်းမဖိုင်ကြီးကိုအမြန်ဆုံးလိုက်သွားလိုက်ပါတယ်ရှင်ဘာလို့ဒီနေရာရောက်လာခဲ့ရလဲသူ့စီကိုပဲသွားလိုက်ပါမဖိုင်ငါနဲ့ရီးသားဖြစ်ပေးပါလားငါပဲပင်ပေါက်တွေအပြင်နှလုံးသားပါမင်းအတွက်ပေးအပ်လိုက်ပြီအိုးတကယ်လားတကယ်ပြောတာပေါ့ဈေးတယ်လေးပဲပင်ပေါက်ရောင်းသူနဲ့တည်သီးချိန်ချောင်းသူတို့ရဲ့အချစ်ဇလန်လေးကတော့ဈေးလေးရဲ့နှွေးထွေးမှုတွေနဲ့အတူပျော်ရွှင်စရာအဆုံးသတ်သွားခဲ့ပါအောင်တယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကာတွန်းပုံမြင်လေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးကြပါအောင်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်